မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကိုရီးယားနိုင်ငံကနေပြီးတော့မြန်မာပြည်ကိုအလဲပြန်ခွဲပြန်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလှုပ်ဆောင်ရလဲနောက်တစ်ခါကျွန်တော်ရန်ကုန်လေဆေးရောက်လို့ရှိရင်ဘာတွေလှုပ်ဆောင်ရလဲစသည်ပေါ့နော်မင်းကိုလေးတွေမိထားတော့တွေ့ရတဲ့အတွက်ကြောင့်ပြန်ပြီးတော့ရှင်းလင်းလုပ်ပြသွားအောင်ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီကိုရီးယားနိုင်ငံကနေပြီးတော့မြန်မာပြည်ကိုအလဲပြန်လှုပ်ထွက်ပြီးခွဲပြန်မယ်ဆိုလို့ရှိရင်ဥပမာကိုကလှုပ်ထွက်ပြီးပြန်တယ်ဆိုလို့ရှိရင်လောကသမားစင်တာမှာအလုပ်အရင်လျှောက်ပြီးတာနဲ့ကိုလေရင်တိတ်နဲ့ချိန်ပြီးတော့ကျွန်တော်တို့ message ပိတ်ခလိုက်ပါနော် message ပိတ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒါလောကသမားစင်တာကနေပြီးတော့လှုပ်ရှားကာလာစာရွက်ထုတ်ပြပါတယ်ဒီစာရွက်ကျွန်တော်တို့ယူဆောင်အောင်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ smart card တက်တန်းရှိရမယ်နောက်တစ်ခုကကိုရီးယား ID card ရှိရမယ် passport တက်တန်းရှိရမှာပါနော်ဒါလေးတွေလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့3လနောက်ဆုံး3လအတွင်းမှာမွေလွှဲထားတဲ့မွေလွှဲစလက်ပေါ့နော်ဒါလေးကိုမိတူကူသွားမှာဖြစ်ပါတယ်ဒါရှင်းရပါပြီအဲ့တော့ကျွန်တော်တို့ဒါကတော့ကိုရီးယားနိုင်ငံဘက်ကနေပြီးတော့လှုပ်ဆောင်မယ်ဟာပိုင်ပါနော်ဥပမာကိုကအလုံးမထွက်ဘူးခွဲနဲ့အလဲပြန်မယ်ဆိုလို့ရှိရင်လည်းတထေးရဲ့ထောက်ခတ်ချက်ခွဲပြန်အလဲပြန်ဆက်ရလို့ပါတယ်ဒါလေးလိုပါတယ်ခင်ဗျโอเคဒါဆိုရင်ကျွန်တော်တို့ဒါကိုရီးယားနိုင်ငံကနေထွက်လာပြီရန်ကုန်ပြည်ပြည်ဆိုင်ရာလေးဆေးရောက်တဲ့ခါမှာဒီလှုပ်ဆောင်တဲ့အချက်လေးတွေထပ်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးဆေးရောက်လို့ရှိရင်ကျွန်တော်ပထမဆုံးလှုပ်ဆောင်မယ့်အချက်ကတော့လေရင်ပုံမှာကျွန်တော်တို့ LFA ကတ်ဝေပါတယ်စာရွက်လေးပါနော်ဒီစာရွက်မှာကိုယ့်ရဲ့ passport number တွေလေရင် number တွေကိုယ့်ရဲ့ဒါမြန်မာနိုင်ငံမှာနေထိုင်မဲ့လိပ်စာစသည်ဖုန်းနံပါတ်လေးတွေဖြည့်ဆောင်ရပါတယ်ဒါလေးဖြည့်ပြီးတော့ဖြည့်နည်းလည်းကျွန်တော်ရဲ့ page မှာတင်ပေးထားပါတယ်ဒါမှကြည့်ပြီးတော့လှုပ်ဆောင်လို့ရပါတယ်အဲ့တော့ဒီစာရွက်လေးဖြည့်ပြီးတော့ရန်ကုန်လေးစိတ်ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအတွင်းထဲကနေဝင်လာလို့ရှိရင်မင်္ဂလာပါစကိုင်းဆိုတဲ့ဒီလေကားခုတွေ့လိမ့်မယ်ဆိုင်းပုတ်လေးဒီလေကားဆင်းလက်တာနဲ့ဒါပထမဆုံးလှုပ်ဆောင်အောင်မှာက CI သမား PG သမားဆိုရင်ဒါလုံသမားကြောင်းကြားစင်တာဆိုတာရှိပါတယ်ဒီပထမဆုံးပေါ့နော်ဒီလုံသမားကြောင်းကြားစင်တာမှာဝင်ပြီးတော့ကျွန်တော်တို့ဒါခဏ private card စာရွက်တွေရယ် MacBook တင်ရင်ကန်ပြီးတော့ဒီမှာကြောင်းကြားမှာပေါ့နော်ကြောင်းကြားတဲ့အခါမှာသူကဘယ်နိုင်ငံကနေလာတယ်ဘာလို့လုပ်တယ်လာစားဘယ်လောက်ရတယ်ဒါလေးတွေမေးတယ်ပြီးတော့ခဏစာရွက်မှာတစ်စီတို့ထုပေးလိုက်တယ်ပြီးတော့ပြန်ပေးတယ်ဒီတစ်စီတို့ထုပေးလိုက်တဲ့စာရွက်ကိုယူပြီးတော့နောက်တစ်ခု passport နဲ့ကျွန်တော်တို့ဒီစာရွက်လေးနဲ့လဝကဂိတ်ကိုဖျက်အောင်ဖြစ်ပါတယ်လဝကဂိတ်ရောက်တဲ့ခါမှာဒါသူလိုအပ်တဲ့ဟာလေးတွေမေးမြန်းမယ်မေးမြန်းပြီးတော့ဒါစစ်ဆေးပြီးတော့ဆင်းပြတယ်ဆိုလို့ရှိရင်လဝကဂိတ်ကထွက်ပြီးတော့ကျွန်တော်တို့ပြည်ပဝင်လာတဲ့ဒါကိုရီးယားဝင်လာဆိုတော့ကိုရီးယားပေါ့နော်လေစိတ်မှာအပ်တဲ့ကိုရဲ့ဟန်ကယ်ကြီးအိတ်ကြီးတွေကိုသွားပြီးတော့စောက်ဆိုင်ပြီးတော့ထုတ်ယူရမယ်ထုတ်ပြီးတော့ကျွန်တော်ဒီထုတ်တွေယူပြီးတော့ရန်ကုန်ရဲ့လေစိတ်ပြင်ဖက်ထွက်ပြီးတော့ကိုတွေးချင်တဲ့မိသားစုနဲ့တွေးမယ်ကိုသွားလို့တဲ့မျိုးသွားလို့ရပြီဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်သတိထားမှာကကိုရီးယားနိုင်ငံကနေပြီးတော့မြန်မာပြည်ကိုအလဲခွဲပြန်လာဆိုလို့ရှိရင်တပတ်အတူတွင်မှာမြောက်တကုတ်လုံသမားပင်လုံလုံသမားရုပ်သွားပြီးတော့အဲဒီမှာကျွန်တော်ခဏပြောတဲ့ဒါမွေလွှဲထားတဲ့စလက်မိတ်တူတွေ passport တွေ ID card passport မိတ်တူရယ်ပြီးတော့ဒါလုံသမား smart card မိတ်တူရယ် ID card မိတ်တူရယ်မွေလွှဲထားတဲ့စလက်မိတ်တူဒါတွေအလုပ်စုစည်းပြီးတော့အဲဒီလုံသမားပင်ရုံမှာပြန်ပြီးတော့တင်ရမှာပေါ့နော်ဒီဟာတွေတင်မှသာလျှင်ပြန်ထွက်မဲ့ date ကိုဒါပြန်ကြားမှာပေါ့နော်ဒီ date ကိုထွက်မဲ့ date ပြန်ကြားမှသာလျှင်ကိုရီးယားပြန်ထွက်မှာပေါ့နော်အရင်လိုကျွန်တော်တို့ကိုထွင်းချစ်တဲ့လေရင် date တိုင်းပြန်ထွက်လို့မရဘူးဒီကနေပြီးတော့တစ်ဆက်ဆက်နေပြီးတော့တင်ပြီးမှနေပြီးတော့ကနေပြီးတော့ကိုနာမီပါလာမှပြန်ထွက်ရမှာပေါ့နော်တကယ်လို့ကိုလေရင် date ပြန်ဝယ်ထားတဲ့လေရင် date ရတစ်မျိုးသူတို့ချပေးတဲ့ကြားလာတဲ့ date ရတစ်မျိုးဆိုရင်ကိုကလေရင်လက်မှတ်ကိုပြန်ပြီးတော့ရွှေ့ရတယ်အဲ့လိုမျိုးတွေရှိတယ်ဒါကြောင့်တချို့ကကျွန်တော်တို့ကိုရီးယားအလဲပြန်ခွဲပြန်ဆိုရင်တလားတည်းနဲ့ရလာတယ်လို့စသည်မေးကြပါနော်ကျွန်တော်တို့ဒါနေဆိုတော့တလားခွဲနောက်လောက်ရှိမှပို့ပြီးတော့ဆင်းပြပါတော့သူတို့ချပေးတဲ့အနေထားအရကျွန်တော်အမြင်ပြောကျွန်တော်ကတော့ဒါလှုပ်ရှားကာလလည်းတလားကြိုပဲကျန်တယ်ဖေးလဲဆိုးတာဖြစ်လို့အတွက်ကြောင့်သူတို့ကတော့ကျွန်တော်တို့ဒါအနေနဲ့အမြင်ပြန်ချပေးတာနော်ဒါလေးတွေရှိတယ်ကိုလမ်းကြောင်းလေးကိုတချို့လှုပ်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဖြစ်နေတန်းနေဆိုရင်တော့ဒါကျွန်တော်တို့ဒီတိုင်းအလဲလာမယ်ဆိုရင်တော့တလောက်ပဲနှစ်လောက်နဲဆုံးခွဲရမှပြန်လာတော့ပို့ပြီးတော့ကောင်းမှာပေါ့နော်ဒါတော့ပို့တော့တခြားတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒါကိုရီးယားနိုင်ငံကနေအလဲပြန်ခွဲပြန်ဘာတွေလိုတဲ့ဘာတွေလှုပ်ဆောင်ရမယ်စသည်ရန်ကုန်လေးစိတ်မှာဘယ်လိုလှုပ်ဆောင်ရမယ်အချက်လေးတွေကျွန်တော်နိုင်ငံမှာပြလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တွေ့ကြုံပေါ့နော်အဲ့လိုကျေးဇူးပါ